တော့ရက်ပြီးတော့ပြန်ပြီးတော့ upgrade version နေနဲ့ကိုကupdate ပြန်လုပ်ရမှာပဲဖြစ်ပါတယ်အဲ့ traditional အတိုင်းဆို academic ကြည့်ပြီးတော့ဟောချလိုက်အောင်ပဲဒါပေမဲ့ညီတို့အဲ့ academic ကိုကြည့်တဲ့ယုံနဲ့မပြီးတော့ဘူးအခုဒီ2025 version မှာဆိုရင် upgrade version ဆိုတာကဘယ်လိုလဲဆိုခုနကညီတို့ရှေ့မှာပြောနေတဲ့ energy သဘောတရားတွေကိုကိုရီလူကလုံးဝကို energy ကောင်းနေရမယ် energy ကောင်းမှမှာကိုယ့်ရဲ့ intuition ကိုပြန်ပြီး weakening ပြန်လုပ်ပေးရတယ်နော်အမေရဲ့အသေးစိတ်ကိုကိုရီသိရမယ်အဲ့ဒါပြီးတော့ပြောမယ်ဆိုတော့ crystal ရဲ့ energy လေးတွေနဲ့လည်းဒါတော့ပြီးတော့တရားမှုရှိနေတာ7 chapter 7 chapter ရဲ့ဒီဆိုရင်ဒီမှာအကုန်လုံးဒီအသီးပွင့်လေးတွေကိုခန်းစားရမှာပဲဖြစ်CYA Professional Learning Center မှာဒီပညာရပ်တွေကိုဆက်ပြီးတော့လေ့လာလို့ရမယ်ဆိုတာလေးကို CYA Professional Learning Center ကနေကြိုဆိုလိုက်ပါရယ်เนาะအခုပြောမယ့်အကြောင်းအရာလေးကကြတော့ညီတို့ Tarot ပညာရပ်ကိုဘယ်လိုပုံစံမျိုးနဲ့လေ့လာနေလဲဆိုတာလေးကိုတစ်ချက်ပြောပြခြင်းနဲ့ညီရဲ့ထုံးစံတိုင်းပဲညီရဲ့တစ်ပင်ပေါ့เนาะtree of life ဒီမှာဆိုရင်ညီတို့အမြင့်တရှိတယ်အဲ့အမြင့်ခိုင်ဖို့ဆိုရင်ညီအနေနဲ့ basic ဖြစ်တဲ့ basic class ဖြစ်တဲ့ overall class လေးကိုဖွင့်ပေးခဲ့တယ်ပေါ့နော်အဲ့ဟာကို overall လေးရသွားပြီဆိုရင်ညီတို့ foundation လေးကောင်းသွားပြီအဲ့ဟာမှာနောက်ထပ်ဒီလိုလေးပြန်ပြီးတော့တက်ဖို့ဆိုရင်ညီအနေနဲ့ professional life အတွက် detail class ဆိုပြီးတော့ထပ်ပြီးတော့ဖွင့်ပေးထားတယ်ပေါ့နော်DETAIN detail class ဆိုပြီးတော့ပြန်ပြီးတော့ဖွင့်ပေးထားတယ်အဲ့ဟာနဲ့လုံလောက်သေးလားဆိုမဟုတ်ဘူးညီတို့ဒီမှာတစ်ပင်လေးမှာဆိုရင်ဒီမှာတစ်ပင်လေးကမြန်မြန်ဆန်ဆန်နဲ့ကြီးထွားဖို့ဆိုရင်သူ့မှာလိုအပ်တဲ့ဟာတွေရှိတယ်ပထမဆုံးညတို့ energy ဟောပေးတဲ့သူလည်းပို့ပြီးတော့ပြောနိုင်တဲ့အလားအလာတွေပို့ပြီးတော့ရှိမယ်ပေါ့နော်အဲ့ဒါမှညဘာတွေထပ်ပြီးတော့ပြောထားသေးလဲဆိုတော့ခါကြတော့ဒီဘက် channel မှာဒီဘက် channel မှာဆိုရင်ညီတို့ဒီကက်တွေပေါ့နော်ဒီကက်တွေကိုညီတို့မဟောခင်မှာကိုယ့်ရဲ့ intuition ကိုပြန်ပြီး weakening ပြန်လုပ်ပေးရတယ်နော်အဲ့ဒါလေးကအရေးကြီးတယ် intuition အဲ့ intuition ကဘာလဲဆိုရင်တို့ oracle နဲ့ဆက်တာoracle ဆိုရင်တို့ consultant ဘဏ်ကိုသွားကျင်တဲ့သူဆိုရင် intuition class ကတော့မရှိမဖြစ်တက်ကိုတက်ထားတဲ့နဲ့ဒါလည်း energy နဲ့သွားပြီးတော့ဆက်နေအောင်ကိုသွားတွေ့ရလိမ့်မယ်ပေါ့နော် okay အဲ့ဒါပြီးတော့တကယ်ကိုဟောနေတဲ့သူတွေဆိုရင်ညီတို့ဒီ professional language အကြောင်းကိုသွားမယ်ဆိုရင်ဒီ foundation ကတော့မဖြစ်မနေကိုသိရမယ်detail ကတော့ဒါပြောရမယ်ဆိုကို professional ဆိုအသေးစိတ် academic ရဲ့အသေးစိတ်ကိုသိရမယ်အဲ့ဒါပြီးတော့အဲ့ဥစ္စာကိုပြန်ပြီးတော့နှိုးဆွဖို့ညီတို့ intuition ကတော့tarot ကတ်ကတော့ညီတို့ပြောရမယ်ဆိုရင်တော့ဒီ oracle အမျိုးအစားတော့မဟုတ်ဘူး tarot အမျိုးအစားတော့ academic ကိုပဲ logic sensor ဟောလို့ရတယ်ဒါပေမဲ့ညီတို့